ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ဒုတိယနေအောင် channel ကနေပြီးတော့အားလုံးသောကိုရီမားတွေเนาะညီကိုမောင်နှမမိတ်ဆွေတွေဒုတိယချင်းဒီတိုင်းကိုကျွန်တော်နေအောင်ပါကနေပြီးတော့အားလုံးသောကိုရီမားတွေပြန်လည်တွေ့ထွေးတာကြိုးသူလိုက်ပါတယ်ဗျကဲအားလုံးသောကိုရီမားတွေမင်္ဂလာပါเนาะမင်္ဂလာရှိတယ်မင်္ဂလာညာချမ်းလေးပါเนาะအားလုံးသောကိုရီမားတွေစီးပွားရေးလူမှုရေးကျန်းမာရေးအကုန်လုံးစားတတ်ရအဆင်ပြေကြပါစေလို့ကျွန်တော်ဒုတိယနေအောင် channel ကနေပြီးတော့เนาะဗီဒီယိုလေးရဲ့အစမှာတင်ဥဒ္ဒပရမမြစုတော်မေတ္တာပို့တာပေးပါတယ်เนาะကဲအဲ့ဒါအောင်သောကိုဒီမှာစင်မိကြပါစေမနက်ဖြန်နေကုန်ပါเนาะကဲအဲ့ဒါတော့မနက်ဖြန်နေကုန်เนาะ14ရက်3လ2024เนาะ14ရက်3လ2024ကြာတာပရိနေ့နေကုန်စာဦးเนาะဒီကောင်ထိထိမိမိစော့ဒီမှာဆိုတဲ့ကိုဒီမှာအောင်သောကိုဒီမှာဝင်လာပေးမယ်เนาะဝင်လာတဲ့ဖုန်းမှန်လေးကိုဖိပြီးလက်မလေးတယောက်ချက်ပြီးနှိပ်မယ်เนาะ channel လေးကို subscribe မလုပ်ရသေးတဲ့ကိုဒီမှာလေး channel လေးကို subscribe လေးနှိပ်ပြီးတော့ကြည့်ရှုပေးစေချင်တယ်ဗျကဲအဲ့ဒါအောင်သောကိုဒီမှာမင်္ဂလာပါเนาะကျွန်တော်မနက်ဖြန်နေကုန်မှာအဓိကထားပြီးစောမယ်ကီရွယ်ပတ်တီเนาะ main ကအဲ့ဒါလေးကျွန်တော်ပြောမယ်เนาะအကြိုက်တူရဆိုတဲ့ကိုဒီမှာယူစောမယ်အကြိုက်မတူတဲ့ကိုဒီမှာရောကြော်သွားပေါ့เนาะကဲအဲ့ဒါတော့မနက်ဖြန်ကီရွယ်လေးပြောမယ်เนาะကီရွယ်ဒီ619ကီရွယ်เนาะကီရွယ်ဒီအခွေလဲကြားတတ်တယ်တနေ့တစ်လုံးပုံမှန်ကြားတယ်ဒါကျွန်တော်ထွေထူးပြောကြမလို့ဘူးเนาะဒါကျွန်တော်ရဲ့နေအောင်ရဲ့အကိုဒီမှာเนาะကီရွယ်စောမယ်ဆိုတဲ့ကိုဒီမှာလေးကီရွယ်လေးလည်းအခွေလဲစောတဲ့နေเนาะပတ်တီเนาะကျွန်တော်မနက်ဖြန်နေကုန်မှာအဓိကထားပြီးစောတဲ့ပတ်တီကကျွန်တော်69ပတ်တီเนาะ69ပတ်တီမှာเนาะနေကုန်မှာတစ်လုံးသီးလို့ဆင်ပြေမယ်ဆိုတဲ့ကိုဒီမှာရလဲ6ပိုင်9ပိုင်ယူစောမယ်เนาะပြင်အဲ့ထက်မှာကျွန်တော်အကြိုက်ဆုံးကျွန်တော်ရဲ့ mail try တာလေကျွန်တော်ရွေးကွက်လေးဆိုရင်9နဲ့ပတ်တိုင်းကျွန်တော်တို့90 92 95 93เนาะ90 92 93 95เนาะ90 92 93 95เนาะပြင်အဲ့ထက်ကျွန်တော်တကွာကောင်းဆိုရင်ကျွန်တော်တို့95ရှိမယ်เนาะ9နဲ့ပတ်သက်ပြီးတော့ရွေးချယ်ပေးတာအဲ့ထက်မှာကျွန်တော်တကွာကောင်းက95เนาะအဲ့ဆိုရင်ကျွန်တော်တို့6နဲ့ပတ်သက်ပြီးတော့เนาะထပ်သွားလိုက်မယ်6နဲ့ပတ်သက်ရင်ကျွန်တော်ဘာရှိမလဲဆိုတော့60 62 63 6ခွန်เนาะ60 62 63 6ခွန်เนาะ60 62 63 6ခွန်เนาะကဲအဲ့ဆိုရင်အောင်သောကိုတွေမှာအဆင်ပြေမယ်လို့ထင်တယ်เนาะအဲ့ထက်မှာကျွန်တော်တို့6နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့အကြိုက်ဆုံးတစ်ခွန်ကော main ကွက်ဆိုရင်ကျွန်တော်တို့63เนาะ60 62 63 6ခွန်เนาะအဲ့ဒီမှာကျွန်တော်တကွာကောင်းနေပြီ9နဲ့ပတ်တိုင်း95ရှိမယ်6နဲ့ပတ်တိုင်း63ပါเนาะကဲအဲ့ဒါမနေ့ကနေကုန်မှာကျွန်တော်ရဲ့ကိုတွေမာတွေเนาะတကွာကောင်းကျွန်တော်ချပြီးတော့ကနန်းကွက်ကလေးနဲ့တကွာကောင်းထိမိမိစင်မိကြပါစေရကြပါစေပေါက်ကြပါစေเนาะမနေ့ကနေကုန်ကျွန်တော်ရဲ့ကိုတွေမာတွေเนาะအကုန်လုံးစင်မိကြပါစေเนาะမနေ့ကညနေ6နာရီခွဲ9နာရီတွင်ကျွန်တော်ဗီဒီယိုဖိုင် live show လေးနဲ့ပြန်လာခဲ့ပါမယ်เนาะကဲအဲ့ဒါအောင်သောကိုတွေမာတွေဘိုင်းမိုင်ပါเนาะမင်္ဂလာရှိတယ်မင်္ဂလာညာချမ်းလေးကိုအားလုံးသောကိုရီမိုက်ဘိုင်းနိုင်ကြပါစေဗျာ